Hello guys အားလုံးပဲမင်္ဂလာပါတွေ့တီရဖြစ်ပါတယ်တွေ့တီဒီနေ့မှာတော့ပန်းတန်တော်မှာရှိတဲ့ Land Cottage ကိုresort လေးမှာ one night trip လေးကိုသွားပြခဲ့တာကိုလိုက်ပြသွားမှာဖြစ်ပါတယ်ဆက်လက်ကြည့်ရှုပေးပါအောင်နော်တွေ့တီတို့ကတော့ဘန်ဂလိုတိုက်ဖြစ်တဲ့ဟာလေးကိုရွေးထားတာဖြစ်ပြီးတော့ကိုယ်တိုင်ရေကူးကန်လေးလည်းပါပြီးရေချိုးခန်းဆိုလို့ရှိရင်အောက်ထပ်မှာတစ်ခုအိမ်သားဆိုရင်အပေါ်တစ်ခုအောက်တစ်ခုနှစ်ခုပါဝင်တဲ့အခန်းလေးကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်စုစုပေါင်း၄ယောက်နေခဲ့တာဖြစ်ပါတယ်ရက်စစ်မီကတော့တွေ့တီတို့သွားတော့ကပုံမှန် glamping resort တွေလိုပဲမနေ့6ည6ပြပါတယ်ဒီကတော့ဝင်ချင်းတွေ့ရမယ့် reception area နဲ့ dining hall ပဲဖြစ်ပါတယ်ဒါကတော့ video ထဲမှာမြင်ရတဲ့ time လုပ်ချင်တဲ့ activity တွေလုပ်လို့ရအောင်တော့အကုန်လုံးကို FOC ချပေးထားရပေါ့နော်ရုပ်ကောက်တာလေးကတော့ပတ်စံပေးရပါတယ်ဒီကားလေးတွေဆိုလို့ရှိရင်လည်းတစ်ခါမောင်းရင်10မိနစ်ကို6000ပေးခဲ့ရပါတယ်ဒါလေးတွေကတော့ FOC ကိုလွှဲရင်လွှဲနိုင်တယ်လို့ရပါတယ်ရေကူးကန်တဲ့ရေလေးကတော့အေးပြီးတော့တကယ်ကိုကလိုရဲမပါတဲ့အတွက်ကြောင့်မို့လို့အရန်အောင်စိတ်လို့ကောင်းပါတယ်မင်းစားပြီးနေ့လည်းတရေသမောအိမ်နဲ့ရွေရသည်ဆိုတော့အရန်ပူပါတယ်ပြီးလို့ရှိရင်ကိုယ်တိုင်တော်လို့ရတဲ့လေလေးကိုလည်းတနားရီကိုဘလောက်ဆိုပြီးတော့လည်းငားလို့ရပါသေးတယ်တတိယဈေးလေးတွေမမှတ်မိတော့လို့ page မှာသွားမြည်ကြည့်ရင်တော့ပို့ဆုံးပါလိမ့်မယ်ရဆောင်စားတဲ့အခါမှာလည်းအစားအသောက်လေးရဈေးချိုတာပြီးတော့စားလို့အရင်ကောင်းပါတယ်တစ်ခုကတော့ dining hall မှာစားဖို့အကြံပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့တူတီတို့သွားတော့ match လာပိုင်းဆိုတော့ချင်းတော်ခိုက်ပါတယ်ဒီက amplet လေးတွေကတော့ကာရာဝီဆိုသလိုပဲပေါ့ပါတက်ဆိုလို့ရပါတယ်ညဘက်ဆိုရင်အပြင်မှာလည်းရုပ်ရှင်ရုံပုံစံမျိုးလေးလုပ်ထားတာမို့လို့အေးစစ်စစ်သမင်းလေးဆိုင်ရုပ်ရှင်တွေကြည့်လို့ရပါသေးတယ်ညဘက်ဗီဒီယိုကြည့်တယ်ပြန်ပြီOkay. breakfast buffet လေးကလည်းပုံမှန်အတိုင်းပေါ့ပါလေးနဲ့အရန်စားလို့ကောင်းပါတယ်vlog လေးကတော့ဒီလောက်ပါပဲတွေ့တီတို့အနေနဲ့ recommend ပေးရမယ်ဆိုလို့ရှိရင်တော့ဒီလိုနေရာကိုနှွေးရသည်သွားတာမျိုးကိုတော့ would not recommend ပါအကယ်၍သွားပြစ်ခဲ့ရဆိုလို့ရှိရင်လည်းcottage ကောင်းလေးရွေးပြီးတော့သွားဖို့ကြံပေးပါရယ်ကြည့်ရှုအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်